ဒီယူထားလားလားဟိုဒီဒါလားလားဒါလားလားဟုတ်တယ်ဟုတ်တယ်ကဲလူချောက်ကလေးတွေဗျာအော်ဟုတ်ပါဟုတ်ပါဒါအဖွားရဲ့စေးလေးဒါသိစိန်ထားလို့လားအဲ့ဒါအကြီးအနောက်ဘက်ကအငယ်လေးကဒါဒါတော့ခရီးသူတို့မလှက်ပါနဲ့နဲ့နှစ်ယောက်လားမလှက်ပါဟုတ်လားမလှက်ပါဒီလိုထားမှာပါရတယ်တန်းကြီးသူကဂျားတွေကဩနှစ်ယောက်ကိုမွေးတာပေါ့အဲ့လိုမျိုးဟောကြနေနေမလှက်တော့ဆိုမလှက်ဘူးလေဟောမှာဆိုလို့ဟုတ်တယ်ဒါအသေးလေးရှိတယ်ဒီမှာအသေးလေးရှိတယ်ကြည့်ပါသေးတယ်ဗျာဩဒါလည်းကြတယ်ပါတော့ပါအဲ့ဒါလေးကြီးဟိုအမွေးတိုင်လေးတွေပါတာဩအမွေးတိုင်လေးတွေတိုင်းမှုတွေကဩသူတို့ဂရင်လေးနဲ့ထားရတာမှာဒါတွေလည်းတိုင်းမှုတွေကလုတ်ပေးဩလုတ်ပေးတာဟုတ်တယ်အဲ့ဩသူတို့ကဒါလာကြည့်ရလူလာပြီးတော့ကြည့်ရလူကဟုတ်ပါသူတို့လူပေးတာဘာလို့ပေါ့သူတို့လာတဲ့ပြီးတော့မေးတော့ဩမစောကြီးဝိဇ္ဇာလေးတွေဆိုတော့ဝိဇ္ဇာဆိုကြီးမှပဲနေတာဩဟုတ်မေတို့မှလေဟုတ်ပါကိုတော့ကသားရဲ့ဟုတ်ပါတရားပွဲ9နှစ်ဟုတ်နတ်ပွဲ9နှစ်ဟုတ်ပြီလား9နှစ်အဲ့လိုပေးတာဟုတ်အဲ့လိုလုတ်အဲ့ဒါလုတ်ရင်းစီးရမေတို့ကိုတက်သားသားလေးနဲ့စားကြည့်ရပါမယ်လို့ပြောတာလည်းရှိတယ်အဲ့ဒီခဏနေကြတယ်လဲကြတာလေသူတို့ဖဏကလေးဟောပနာဟုတ်အဲ့6ယောက်မွေးတာသားဟုတ်ဒါကြတော့အဲ့သူတို့ဝိဇ္ဇာလေးဟုတ်ဒါလေးပုံစံလူပေါ့ဟောမင်းဒါသူနဲ့တွေ့ရကြတော့အထက်အောင်လာဘူးဟုတ်ဘူးသူဂျားမသူရနေတယ်သူကဂျားပေါ့အော်တယောက်ကအဲ့လိုမျိုးဒါပြောတယ်ဖြစ်သွားနော်သူတို့စဉ်းစားကြည့်တော့အခုအဲ့ကြတော့အဖွားမှာပုံမှန်သားကြတော့ဒါပြောတယ်ဒါ၄ယောက်ဖြစ်သွားပြီပေါ့ဘုရားသားပုံမှန်သမီးပဲရှိတာသမီးလူကြောင်လေးက2ယောက်ကအခုသားနဲ့သမီးရယ်ဆိုတော့4ယောက်ကျန်ဂျားမှာသမီးကြံနေတယ်သမီးကြီးရဟိုရှေ့ပိုင်းမှာအရှိပိုင်းမှာတားရနေပြီးတော့မှအရှိတုံးကလေတားတို့ဒီလိုအနောက်ကျင်ဟောဒေတာတို့ကားမောင်းလာတိုက်တယ်ဘောနမနေရောဘောနမ6ယောက်2ယောက်ကြည့်နေတာကားကြောတဲ့တာ2ယောက်သူတို့ကမကွေးတိုင်းဘူးလေဟုတ်ကအငယ်ပေါ့ဟုတ်ကဲ့တိတိလေးပေါ့တိတိလေးဘောနမ6ယောက်ဘုန်းတော်အရင်မှကြီးကနေဝေးလာတာလို့ဖြစ်လာဟုတ်လားဟုတ်လားကားတွေပါနေနဲ့ရက်လက်ရတယ်ဟုတ်ဒီကျုပ်ကတခါမြင်ဘူးဘောနမ6ယောက်ဒီမန6ယောက်ပေါ့